ဒါကတော့ relay ဘိန်းတွေကိုဖုံတုတ်ပြန်သိမ့်ပါဒီ relay ဘိန်းတွေက1950နဲ့1960ကြားရှိတဲ့ခမန်းကြီးအဲ့လောက်ကထုတ်တဲ့ဘိန်းတွေနေမှာပါဒီဘက်ကအစွန်ဆုံးဘိန်းကတော့ဒီဘိန်းလေးကတော့ ဟီယိုနဲ့ relay နဲ့ဖက်ဆက်ထုတ်ထားတာဖက်ဆက်လုပ်ပြီးပြန်သိမ်းလောက်ထားတဲ့ဘိန်းလေးပါဒီဘိန်းကဒီဘိန်းကတော့တစ်စီးလုံးနီးပါးလောက်ကို original တွေပါရောင်းရမဟုတ်ပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်